ကဲနမကျမတို့ဆရာဝန်ကိုယ်တိုင်သူ့ရဲ့ကုမ္ပဏီမှာဝယ်နေတာပါနေတို့ရဲ့ကုမ္ပဏီမှာပစ္စည်းတွေကိုနေတို့ကုမ္ပဏီထောက်လုပ်တဲ့သူကိုယ်တိုင်3ရက်လားဆိုတာမေးနေတဲ့သူတွေလေထောက်တဲ့သူတွေကိုယ်တိုင်နော်ရောင်းတဲ့သူတွေကိုယ်တိုင်3ရက်လားလို့မေးနေတဲ့သူအခုပြမယ်ကျမတို့ကုမ္ပဏီထုတ်ကုန်ပစ္စည်းအကုန်လုံးအမျိုး100ကျော်ကိုကုမ္ပဏီပိုင်ရှင်ဒေါက်တာဆူရီကိုယ်တိုင်ဆန်းစစ်တယ်စီမံခန့်ခွဲတယ်ထုတ်လုပ်တယ်ကိုယ်တိုင်3လမေးကိုယ်တိုင် shop ပေးအောင်လာထွက်ပါတယ်ရှင်ဒီမှာလာကြည့်ပါသူ့ရဲ့ဆိုင်မှာသူကိုယ်တိုင်ဝယ်ပါတယ်ဒီနေမှာကြည့်ပါရှင်ဒီမှာအိုပလိုတွေဟိုက်ပလိုတွေရှားစောလာပတ်တွေနူထီကကင်ဆာတွေမာရီနာထိုင်ပါပီနော်အကုန်လုံးဝယ်တယ်မှာ SOD ချင်းထဲမှာဆိုလို့ရှိရင်လည်းအများကြီးပဲဒီမှာ SOD ဒါတွေအကုန်လုံးကျမတို့ကိုယ်တိုင်လည်းသုံးပါသည်နော်ဒါတော့ပစ္စည်းထုတ်လုပ်တဲ့ဆရာဝန်ကိုယ်တိုင်လည်းကိုယ်တိုင်သုံးတယ်ရောင်းဖို့တခုတည်းထုတ်လုပ်တာမဟုတ်ပါဘူးရှင်ကိုယ်တိုင်လည်း stock kit မှာကိုယ်တိုင်ဆိုင်မှာဈေးလာဝယ်ပါတယ်ရှင်ကဲဒါကတော့ကျမတို့ရဲ့shopping center ဖြစ်ပါတယ်ဈေးဝယ်လို့ရတဲ့နေရာတွေမှာအနောက်မှာအသက်ကြီးတက်ငယ်မရွေးလူကြီးငယ်တွေမှာဈေးဝယ်လောက်ခဲ့တဲ့သူရှိဒီထဲမှာကျန်းမာရေးဆောက်ရှောက်ခြင်းတဲ့သူကျန်းမာရေးကောင်းမွန်ခြင်းတဲ့သူတွေအတွက်ကျန်းမာရေးထုတ်ကုန်ပစ္စည်းတွေကိုချိုးပြထားတာပေါ့နော်ကဲသွေးတို့အတွက်လားအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လည်းပဲမီးရက်နော်လားသွေးစုံမီးရက်ဖြစ်တဲ့သူတွေပဲအတွက်တိုင်ကြီးဆိုင်သားကိစ္စကြိုတင်ကပွင့်နေတဲ့သူတွေဖြစ်ကျမရေးဖြစ်ဆိုအာဟာရကျမရေးနဲ့ပတ်သက်တဲ့မေးခွန်းကြိုက်တယ်လို့မေးလာပါကျမရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွဲပေးမှာဖြစ်ပါတယ်ပြီးရင်ဒီမှာ try puppy ဆိုလို့ရှိရင်ဒါယူရအတွက်မရှိမဖြစ်အိမ်သာတက်ရတာခက်တယ်စားပြီးအိမ်သာမတက်ဘူးမထွက်ဘူးဘိုက်တစ်လုံးပဲစုနေတယ်ဆိုတဲ့သူတွေအတွက်ဒါလောကရှင်းသွားတယ်စားပြီးနိုင်ပိုင်းအတွင်းချစ်ချင်းအကျိုးပြုတယ်အဲ့တော့ဒီပစ္စည်းတန်းမှာလည်းကျွန်မအကုန်လုံးသုံးတယ်ရင်တော့ဆိုလို့ရှိရင်ယူရကကျမ်းမရင်မကောင်းတဲ့သူဖြစ်တယ်ကျမ်းမရင်မကောင်းတဲ့သူဖြစ်တယ်ဒါကြောင့်မို့ဆက်ဆက်စမရောက်လာတဲ့အချိန်မှာကျမ်းမရင်ထုတ်ကုန်ပစ္စည်းတွေသုံးရင်းနဲ့အခုဆိုရင်ထောလဲထောချောလဲချောနော်အဲ့တော့ထိုင်းမှာဘန်ကောက်မှာနေတယ်ဆိုလို့ရှိရင်ဟယ်လိုတော့ဖုန်းဆက်လိုက်ပါဒီနေရာကိုကိုယ်တိုင်ကိုချလာပြီးလေးလာလို့ရတယ်လာဝယ်လို့ရတယ်ဆရာဝန်နဲ့ကိုယ်တိုင်လာတွေးလို့ရတယ်ကိုယ့်ရဲ့ကျန်းမာရေးဖြစ်နေတဲ့ဟာကိုလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်လို့ဖိတ်ခေါ်ရင်းနဲ့ကျမရဲ့ဖုန်းနံပါတ်ကတော့396 9466 ဖြစ်ပါတယ်ရှင်ကျမယူရလွယ်ပါဘိုင်